Screen 1 of 1. Okay အားလုံးပဲမင်္ဂလာပါကျွန်တော်လည်းမတွေ့ရကြပြီပေါ့နော်မတွေ့ရကြပြီဆိုကျွန်တော်လည်းမအားတာနဲ့ပေါ့နော် content လေးတွေကျွန်တော်မတင်ပြဘူးပေါ့နော်အခုချိန်ကစပြီးတော့ကျွန်တော် content လေးတွေပြန်ပြီးတော့တင်နိုင်အောင်စူးစမ်းပြီးတော့ဆက်တင်ပေးပါမယ်လို့ okay အားလုံးဒီနေ့မှာတော့ကျွန်တော်တို့ဒီ Jisoo မှာ extension ပေါ့နော်ကျွန်တော်တို့အသုံးလဲဝင်တယ်အရန်လဲမိုက်တဲ့ extension တခုကိုမိတ်ဆက်ပေးကြတယ်ပေါ့နော် okay ဒီ extension ကဘာလဲဆိုတော့ကျွန်တော်တို့ရောက်နေတဲ့နေရာကို location ကြီးတဲ့ extension ပေါ့နော်အဲ့တော့ဒီ Jisoo မှာလဲ current location ဆိုတဲ့ feature တခုတော့ပါတယ်ဒါပေမဲ့အဲ့ဒါတခါလေးကြာရင်တိတ်အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတာကတချို့ဟို location ကိုနှိပ်လိုက် current location ကိုနှိပ်လိုက်တခါလေးကြာရင်သူဖြည့်ချင်မှဖြည့်ရပေါ့နော်တခါလေးကြာရင်တိတ်အဆင်မပြေဘူးဟောဒါလေးကတော့တော်တော်လေးအဆင်ပြေရပေါ့နော်ဒီ extension လေးကတော့တော်တော်လေးအဆင်ပြေရကျွန်တော်လည်းဟိုတွေ့ရလဲတိတ်မကြရဘူးပေါ့နော်အဲ့တော့ဒီ extension လေးကိုလည်းထုံးစံနိုင်မယ်ကျွန်တော်ရဲ့ဒီ Telegram channel မှာပေါ့နော်တင်ပေးထားမယ်အဲ့တော့ဒီ extension လေးကိုအသုံးပြုပုံကတော့လောလောကူကူပါပဲအရင်တော့ဟိုခက်ခဲတော့မရှိဘူးပေါ့နော်ကျွန်တော်လည်းတူတစ်ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်အောင် okay အဲ့တော့စလိုက်အောင်ကျွန်တော်တို့ဒီမှာဟို main menu ထဲမှာပဲ extension ခေါ်ပြီးတော့ပဲတုံးလိုက်တော့မှာပေါ့နော်တကယ်ချင်းတွေကတော့capture နဲ့ပဲဖြစ်ဖြစ်ကျွန်တော် shortcut နဲ့ပဲဖြစ်ဖြစ်extension တွေကိုယ့်ဘာကိုလောက်လိုက်ပေါ့နော်capture နဲ့ခေါ်ရင်လည်းခေါ်ဒါမှမဟုတ် shortcut နဲ့ခေါ်ရင်လည်းခေါ်ပေါ့နော်အဲ့တော့ဒီ capture တွေ shortcut တွေထည့်ရတော့ extension တွေခေါ်တာတော့ကျွန်တော်မပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ capture တွေထည့်တယ်ဒီ shortcut တွေနဲ့ extension ထားရတယ်ဆိုတော့ကျွန်တော်တို့ဒီတအားကြီးလည်းမစိမ့်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့မပြတော့ဘူးလောဆယ်တော့ကျွန်တော်အလိုလိုကူကူပဲ main menu ကနေပဲပြလိုက်မယ်နော် okay အဲ့တော့ကျွန်တော် main menu ခေါ်လိုက်မယ် Access 66 73 the whole voice extension main menu တွေကကျွန်တော် extension တွေကိုသွားလိုက်မယ်ပြီး locate flashlight location finder location finder ပေါ့နော်location finder ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ခဏလေးနော် Android example tool stop pause okay background noise လေးစုသွားရင်တော့ sorry ပါကျွန်တော်ကားလမ်းနဲ့နီးတာဖြစ်တော့တယ်ပေါ့နော် list browsing read the voice assistant extension တွေကိုဝင်လိုက်မယ်ပြန်ပြီးတော့ location finder location finder ပေါ့နော် location finder တွေကိုဝင်လိုက်မယ်ဒီ location finder ကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Jisoo Plus မှာ location permission ပေးထားဖို့တော့လိုအပ်တယ်ပေါ့နော်Jisoo Plus မှာJisoo Plus ပဲဖြစ်ဖြစ် Jisoo Lite ပဲဖြစ်ဖြစ်နော်location permission ပေးထားဖို့တော့လိုအပ်တယ်ကျွန်တော် set up website ရဲ့ chat permission started ထဲမှာ location ကိုတော့ကျွန်တော်တို့ပေးထားဖို့လိုအပ်တယ်ပေါ့နော် permission ပေးထားဖို့လိုအပ်တယ် okay ဆိုတော့နောက်တစ်ခုကသူ့ကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော် internet ရှိဖို့လိုအပ်တယ်ပေါ့နော် internet ရှိရမယ်နောက်တစ်ခုက location လည်းဖွင့်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လောဆယ် wifi ဖွင့်ထားတယ်wifi လည်းဖွင့်ထားတယ် location လည်းဖွင့်ထားတယ် news on Swift 9:38 p.m. wifi လည်း Wi-Fi mute back button okay wifi လည်းကျွန်တော်ဖွင့်ထားတယ်လောဆယ် wifi ရဲ့ကျွန်တော်တို့ဒီ location ရပေါ့နော်မိမိရဲ့ GPS location ကိုဖွင့်ထားဖို့လိုအပ်တယ်လောလောဆယ်ကျွန်တော်ဖုန်းမှာတော့ဒါ VPN မလိုသေးဘူးပေါ့နော်အတငယ်ချင်းတွေရဲ့ဖုန်းတွေမှာတော့ဒါအသုံးလို့မရလို့ဆိုရင်ထုံးစံတိုင်းပဲကျွန်တော် VPN ကြော်ပြီးသုံးပေါ့နော်ကျွန်တော်စီမှာတော့လက်ရှိကျွန်တော်အသုံးပြုကြည့်တဲ့လောက်ကတော့ VPN တော့မလိုသေးဘူးပေါ့နော်အဲ့တော့နောက်ပိုင်းမှာတော့လိုကောင်းလဲလိုနိုင်တယ်ပေါ့နော်လောလောဆယ်တော့မလိုသေးဘူးကျွန်တော်သုံးတာတော့အဲ့တော့တငယ်ချင်းတို့တကယ်လို့သုံးလို့မရဘူးဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော်တို့ရွှေမြန်မာတို့ရဲ့ထုံးစံတိုင်း VPN လေးခံပြီးသုံးဖို့ပဲเนาะ okay အဲ့တော့ main menu the whole voice extension home screen extension okay ဒီမှာ location finder နဲ့သွားလိုက်မယ် location finder နဲ့သွားပြီးကျွန်တော်ကရိုးရိုးရှင်းရှင်းပဲပြီးညာဘက်ကိုဆွဲမယ် developed by good night ဟော location finder နဲ့ဝင်တာနဲ့သူကအချိန်ကာလအလိုက်သူကနှုတ်ဆက်မယ်ပေါ့နော်မနက်ခင်းဆိုရင်လည်း good morning နေ့ခင်းဆိုရင်လည်း good afternoon ပေါ့နော်ဒါတော့သူကလည်းဟိုနှုတ်ဆက်ထားလိုက်တော့ထားလိုက်မယ် developed by Ali Hader Ali Hader ပေါ့နော်ဒါတော့သူရဲ့ developer ပေါ့နော် developer ကိုလည်းကျွန်တော် credit ပေးပါတယ် okay အဲ့ဆက်သွားမယ် address VVWF plus MVG Yangon Mandalay Road Mactila Myanmar Burma locality Mactila Tehsil Mactila Province Mandalay Region Country Myanmar Burma coordinates 20.89661 coordinate ကိုပါကြည့်လို့ရတယ်ပေါ့နော်ကိုရောက်နေတဲ့ coordinate ကိုပါသူပြောတယ်ပေါ့နော်လောလောဆယ်ကျွန်တော်ကဟိုကြည့်ထားရှိတဲ့အတွက်ဒီမှာသူကဟိုဒီလိပ်စာကိုတန်းပြတာပေါ့နော် okay ကျွန်တော်တို့ကညာဘက်ကို location အတစ်ကိုကျွန်တော်တို့ location အတစ်ကိုအတည်ပြုမယ်ဆိုရင် refresh location button ကျွန်တော် refresh location ဆိုတော့ကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် refresh location တကယ်လို့ကိုကဟိုခရီးသွားနေတယ်ကျွန်တော်တို့ကားတွေပါစီးနေတယ်ဆိုရင်ကျွန်တော်တို့ကနေရာတနေရာကိုရောက်သွားပြီဆိုရင် refresh location ကိုနှိပ်ပြီးတော့ကျွန်တော်နေရာတွေကိုထပ်ပြီးတော့ update လုပ်လို့ရတယ်ပေါ့နော်အဓိကတော့ update location နဲ့အတူတူပဲပေါ့နော် okay ကျွန်တော် refresh location ကိုနှိပ်လိုက်မယ် Getting fresh location address VVWF plus MVG Yangon Mandalay Road
Mktila, Myanmar, Burma, locality, Mktila Tehsil, Mktila province, Okay. Mandalay region, country, Myanmar, Burma, coordinates, 20.896612, 95.874633. Okay. Start voice tracking button. အော်ဒါကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်ရောက်နေတဲ့နေရာပေါ့နော်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ့နော်မိထီလာပေါ့နော်မိထီလာမှာကျွန်တော်ရောက်နေတာ Okay အဲ့တော့ကျွန်တော်ဆက်သွားမယ် Copy search location, but copy location button. copy location ဆိုတော့ဒီ location ကိုကျွန်တော် copy ကူးလို့ရတယ် Start setting about button. about ဆိုတော့သူ့ရဲ့ about ပေါ့နော် Exit location, find good night. good night Develop address. address VVWF refresh location button. ဒီမှာကိုက location ကို update လုပ်ချင်တယ်ကိုရောက်နေတဲ့နေရာကိုအသစ်ထပ်ပြီးတော့ကြည့်ချင်တယ်ဆိုရင် refresh location လေးကိုနှိပ်ပြီးတော့ကြည့်ပေါ့နော် Search location button. ဒီမှာ search location ပေါ့နော် search location ကကြတာဘာလုပ်ထားလဲဆိုတော့ကျွန်တော်စာရေးပြီးရှာပေါ့နော်နေရာတစ်ခု Search ကိုစာရေးပြီး location, ရှာ search တာ enter location. အဓိကကလေ Text သူက box. ဟိုကိုရောက်နေတဲ့နေရာနေပြီးတော့ကိုသွားမဲ့နေရာဘယ်လောက်ဝေးလဲဆိုတော့ကျွန်တော်တို့ကြည့်ရလေအဓိကက Google Map နဲ့အတူတူပဲပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်ဟိုစာရေးပြီးတော့ဟိုနေရာတစ်ခုရိုက်လိုက်မယ်လောဆယ်ကျွန်တော် Mandalay ပဲရိုက်လိုက်မယ်နော် M N M shift enabled. Shift disabled. B N and D A K L A Y space Mandalay. Okay. Delete space. Mandalay ပဲ delete. ရိုက်လိုက်မယ် Mandalay ကိုရိုက်ပြီးရင်ကျွန်တော်ညာဘက်ကိုဆွဲလိုက်မယ် Search current locate back button. Search Mandalay. Search Mandalay text box. Mandalay Edit, text box enter ပေါ့နော်ပြီးရင်ဆက် location. သွားမယ် Search button. အဲ့တော့ search button ကိုကျွန်တော်နှိပ်လိုက်မယ် Search location Mandalay. Okay, Mandalay is Mandalay 120.18 kilometers away from your current location. Okay ဒီမှာဆိုရင် तू ကဒီကိုနဲ့ဘယ်လောက်ဝေးတယ်ပေါ့နော်ကီလိုမီတာဘယ်လောက်ဝေးရဆိုပြောတယ် Mandalay, Myanmar, Burma. Mandalay, Myanmar, Burma. Okay Mandalay အပြီးရင်ဆက်သွားမယ် Distance from you. 120.18 kilometers. 74.68 miles. This is for you ပေါ့နော်ဒီဤနေရာကနေပြီးတော့ तू ဟွာလောက်ထားပါနော် Agra track. Copy Okay location တင်နေ button. Distance from you. One Agra. One default copy အကွာဝေး location ပေါ့နော်သူ့ button. ရဲ့အကွာဝေးကိုပြောတာဒီမှာကျွန်တော်ကီလိုမီတာ Distance နဲ့ from ပြတယ် button. ဒီမှာကျွန်တော် Words. wolf နဲ့ပြောင်းပါမယ် Distance. Okay From from you. ဟော 120. 100နဲ့မှ20 18 120 18ပေါ့နော် kilometers. ကီလိုမီတာ 74. 74 68. 74 68 Miles. mile ဒါကတော့ Carry, scrolling သူ့ရဲ့ progress mile နှုန်းနေနဲ့ဒီ buttons. ကီလိုမီတာတွေပေါ့နော်ဒါကတော့ကျွန်တော်တို့ကီလိုမီတာနဲ့ mile နှုန်းနေနဲ့သူကတော့ပြတာပေါ့နော် Okay ဒီကိုရောက်နေတဲ့နေရာနဲ့ဒီကိုသွားမဲ့နေရာကို Copy location စာ button. ရေးပြီးချလိုက်တာနဲ့ဘယ်လောက်အကွာဝေးဆိုတော့သူကပြောတယ်ပေါ့နော် Back button. Okay Location ဒါတော့ finder. ဒီလိုမျိုးဖြစ်တယ်နောက်တစ်ခုက Develop address. Refresh search location button. search location ပြီးတော့နောက်တစ်ခုကဆက်သွား Copy မယ် location button. copy ကတော့ဒီ location ကို copy ယူတာပြီးရင်ဆက်သွားလိုက်မယ် Start voice tracking button. start voice tracking ပေါ့နော် start voice tracking ကဘာလဲဆိုတော့ကျွန်တော်တို့ဟိုကိုကဟိုခရီးသွားတယ်ဆိုတော့ကျွန်တော်တို့ကားပေါ်မှာသွားတယ်ဆိုရင်ဟိုစက္ကန့်30တခါသူကကိုယ့်ရဲ့ location ကိုပြောပြနေမှာပေါ့နော်စက္ကန့်30တခါဆိုတာကကျွန်တော်ခံမှန်းကြည့်ကိုပြောပါပေါ့နော်ကျွန်တော်တို့ဘယ်လောက်အတိုင်းအတာအထိပြောမယ်ဆိုတော့ကျွန်တော်လည်းကောင်းကောင်းမသိဘူးဒါမဲ့သူကမနာတမ်းပြောနေမှာပေါ့နော်ကျွန်တော်တို့ let's low မှာဆိုရင်ကျွန်တော်တို့ explore mode ကိုဖွင့်ထားရင်တခါလေးဒါလိုက်ပြောပါလိမ့်နော်ဆိုတော့အဲ့မှာဟိုကျွန်တော်တို့ဒီ star voice ကို Voice tracking enabled. voice Stop tracking voice tracking. enable လုပ်လိုက်လို့ရှိရင်ကိုရောက်နေတဲ့နေရာကိုသူကခဏခဏអော်ပေးရပါတော့ radio လိုပဲသူကတောက်လျှောက်អော်ပေးနေရပါတော့အဲ့မှာကျွန်တော်က disable ပြန်လုပ်လိုက်မယ် Voice Voice tracking tracking disabled. disabled. disable Start ပြန် voice လုပ်လိုက်မယ် tracking. okay အဓိကတော့ကျွန်တော်တို့ဒီ radio တစ်ခုလိုပဲကိုယ့်ရဲ့ရောက်နေတဲ့နေရာကိုနောက်ကနေ announcer ကြီးလို့ light អော်ပြီးမှာเนาะMandalay region ဘာညာတရကရန်ကုန်ဆိုရင်လည်းရန်ကုန်100 km 100 mile ဘာညာတရကပေါ့เนาะအဲ့လိုမျိုး light អော်ပေးနေမှာပေါ့သူကတော့ announcer ကြီးလို့ပေါ့เนาะ okay Setting/language button. okay setting/language ကတော့ဘာမှမဟုတ်ဘူးထားခဲ့လိုက်ဒါတော့ language ရွေးတာပဲကျွန်တော်တို့ရဲ့ Burmese ကလည်းထုံးစံတိုင်းမပါဘူးဆိုတော့ကျွန်တော်ဒီဟာတော့ထားခဲ့လိုက်မယ် About button. အပေါက်ကတော့သူ့ရဲ့အပေါက်ပါနော် Exit button. A6 ကိုပဲကျွန်တော်ပြန်နှိပ်လိုက်မယ် Goodbye. Take care. goodbye take care ပေါ့နော် okay Adam Store. goodbye take care တော့ 9:45 PM နှုတ်ဆက်ပေါ့နော်ကျွန်တော်ဒီ software installation တွေကနေပြီးတော့ထွက်လိုက်လို့ရှိရင်သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ကပေါ့နော် goodbye take care ပေါ့နော်group site ပါပေါ့နော်အဲ့လိုခီးသွားတဲ့နေရာအဓိကတော့ဟိုဒါလေးကခီးသွားတဲ့နေရာမှာအသုံးဝင်နေပေါ့နော်ကျွန်တော်တို့ခီးသွားတဲ့နေရာမှာဟို let's low တို့ဘာလို့ဟိုထည့်စရာမလိုတော့ပေါ့နော် let's low ဆိုရင်ကျွန်တော် VPN လည်းခံရတယ်နောက်တစ်ခုကapplication တစ်ခုအနေနဲ့လည်းကျွန်တော်ဖုန်းထဲမှာနေရာပို့ယူတယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ Geo လေးရှိုံနဲ့ Geo မှာ location permission လေးပေးပြီးတော့ extension လေးဖွင့်လိုက်တာနဲ့ပဲဒီ Geo extension လေးနဲ့ကြည့်လို့ရသွားပြီပေါ့နော်အဲဆိုရင်ဒီ extension လေးကတော်တော်လေး
okay မယ်လို့ထင်တယ်ပေါ့နော်ဘယ်လောက်အတိုင်းအတာအထိအဆင်ပြေမယ်ဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေတုံးရင်လည်းတုံးကြည့်ပေါ့နော်တုံးကြည့်လို့အဆင်ပြေမပြေလဲကျွန်တော်တို့ရဲ့ထုံးစံတိုင်းအောက်က comment section မှာရေးခဲ့လို့ရတယ်ပေါ့နော်အဲ့တော့တုံးအပြူရတဲ့အချိန်တွေလေးနောက်တစ်ခုကတုံးလို့အဆင်မပြေပေါ့နော်အဆင်ပြေမပြေလဲကျွန်တော်ရဲ့ comment box မှာရေးခဲ့လို့ရပါတယ်နောက်တစ်ခုကကျွန်တော်ထုံးစံတိုင်းပဲတင်ဆက်စေချင်တာရှိနေကျွန်တော်တို့ comment မှာရေးခဲ့လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျွန်တော်တို့နောက် video တွေမှာပြန်ပြီးတော့တွေ့ပါအောင်ပဲဗျအားလုံးနဲ့လည်းမတွေ့ရကြဘူးဆိုတော့နောက်လည်းကျွန်တော် contact လေးတွေကျွန်တော်စက်တိုက်လေးတွေဖန်တီးပေးဖို့ရှိရပါတော့အဲ့တော့ထပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးတွေလုပ်ပြီးတော့အားပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်တို့ဒီနေ့ video ကတော့ဒီလောက်ပါပဲဗျအားလုံးထုံးစံတိုင်းအဆင်ပြေနိုင်ကြပါစေဗျ Stop tools.